guild counter မှာမင်းသားကဘာလို့ပြုံးစီစီလုပ်နေတာလဲလို့အိုင်နာကမေးတော့ status တွေနည်းနည်းမြင့်လာလို့ဆိုပြီးပြောနေတော့ဘေးကစပင်အနီရောင်နဲ့ဘဲကပါတီဝင်ကျင်တယ်လို့ပြောနေခြင်းနဲ့ကလာကွဲနဲ့တင် level 2ဆိုပြီးအိုင်နာကထပ်អော်နေတာပေါ့ဒါပေါ့မင်းသားက level တက်သွားပြီဆိုတော့စိတ်ဝင်စားစရာတွေလိုက်ကြည့်အောင်အပိုင်းရှိရဲ့အစမှာတော့နတ်တပြားမကတော့မင်းသားရဲ့ status တွေကိုစစ်ဖေးနေတော့မင်းသားက level တက်သွားတာဘာမှလည်းမခံစားရဘူးဆိုပြီးပြောနေပါတယ်အဲ့ဒါနဲ့နတ်တပြားမကနေ့ရဲ့ skill အသစ်ထပ်ရလာပြီဆိုပြီး status စာရွက်ကိုပြလိုက်ပါတယ်မင်းသားလည်းဝမ်းသာနေတာပေါ့နော်အဲ့ဒါပြီးတော့နတ်တပြားမက3လတစ်ကြိမ်ကျင်းပတဲ့နတ်တပြားရဲ့စုဝေးပွဲကိုတွားမှာပါဘာဖြစ်လို့လဲဆိုတော့ level တက်သွားတဲ့မင်းသားရဲ့ဒုတိယနာမည်ရွေးပေးဖို့တွားရမှာဖြစ်ပါတယ်ဟိုရောက်တော့တာကဲလို့ခေါ်တဲ့နတ်တပြားက Hestia ကိုမင်းရဲ့ကလေးငယ်က level 2ရောက်ဖို့ကိုတလခွဲပဲအချိန်ယူလိုက်ရတာဆိုအံ့ဩစရာပဲအဲ့ဒီဓာမီနမီတောင်တစ်နှစ်ကြာတာဆိုပြီးချီးကျူးနေပါတော့တယ်အဲ့ဒါနဲ့နှစ်ယောက်လုံးကိုယ့်ရဲ့ကလေးငယ်နာမည်ကောင်းတွေယူကြစို့ဆိုပြီးဝင်သွားကြပါတော့တယ်မင်းသားလည်းအိမ်မှာနေပြီးသူ့ချက်ဝက်အင်ဂျင်နဲ့လိုက်တဲ့နာမည်ကိုစိတ်ကူးရင်တွေကပြောနေပါတယ်အဲ့အချိန်မှာပဲနတ်တဖျားမာကပြန်ရောက်လာပြီးရလာခဲ့ပြီတာမန်နာမည်ဆိုပြီးလက်မပါတော့ထောင်ပြလိုက်ပါတယ်အများကြီးမျောလင်းထားတဲ့မင်းသားလည်းစားတောက်ဆိုင်မှာလီလီကို Little Rookie ကတာမန်နာမည်ပဲလားဆိုပြီးမင်းနေပါတယ်လီလီကလည်းတာမန်ပါပဲလို့ပြောပြီးမင်းသားကလည်းညည်းနေချိန်ဘေးကဝန်ထမ်းမမနှစ်ယောက်ကသူတို့ကြိုက်ပါတယ် level တက်သွားလို့ဂုံပြူပါတယ်ဆိုပြီးအစားတောက်တွေချပေးနေပါတယ်ဘေးဝိုင်းကဘဲကြီးတွေကလည်းစောင်းကြီးကြည့်နေဝန်ထမ်းမမနှစ်ယောက်ကလည်းဝင်းထိုင်လိုက်ကြပြီးတော့ကမ်ပိုင်းဆိုပြီးဂုံပြူပေးလိုက်ကြပါတယ်စားတောက်နေရင်မင်းသားနဲ့လီလီကို73တက်ရဲ့အောက်ပိုင်းအလဲထက်ကိုမသွားသေးဘူးအတွေ့အကြုံရှိတဲ့ elf မမကအကြီးအထွတ်ရောအကြီးအသွေးရောမတူဘူးဆိုပြီးပြောပြနေပါတယ်မင်းသားတို့နှစ်ယောက်ထဲမသွားပဲပါတီဖွဲ့ဖို့အကြံပေးနေကြမှာမယ်ဘေးဝိုင်းကဘဲကြီးကငါတို့ပါတီတဲ့ကိုဝင်မလားငါတို့လည်း level 2ပဲဆိုပြီးလီလာဖုန်နေပါတယ်အဲ့ဒီအစားကောင်မလေးချောလေးနဲ့ elf မလေးကိုဝေမြာရမယ်ဆိုပြီးအားချောင်းနေပါတယ်မင်းသားကထောက်ပြောမယ်လို့တော့ elf ကောင်မလေးကနင်းနဲ့တန်လူလားဆိုပြီးရွတ်တီကြီးနဲ့မေးလိုက်ပါတယ်ဟိုဘဲလေစကားထပ်များနေတော့ elf ကောင်မလေးလည်းဘီယာခွန်းနဲ့ဆုံးမပေးလိုက်ပါတယ်အဲ့ဒါနဲ့ချမယ်တတ်မယ်လို့တော့ဆိုင်ရှင်းမကြီးကတားလိုက်ပါတယ်သူမခွန်လာကကြောက်เสียကြီးနော်ဟိုကောင်တွေလည်းနောက်မလဲတန်ပြေးပါတော့တယ်နောက်နေ့မှာတော့မင်းသားကအင်ကြီးအစ်စ်ဝဲဖို့အတွက်ဆိုင်ထဲမှာလိုက်ရှာနေစင်းပါတယ်စပင်အနီအောင်ဘဲနဲ့စကားများနေတဲ့ဆိုင်ရှင်ကဘာလို့လဲလို့မေးလိုက်တဲ့အခါမင်းသားလိုချင်တဲ့ပစ္စည်းကဘေးကငနဲလှုပ်ထားတဲ့ပစ္စည်းဖြစ်နေပါတယ်တိုက်ဆိုင်လိုက်တာဟောသူမတည်းမဆိုင်ပါအဲ့လိုနဲ့မင်းသားကသူ့ရဲ့အဖောက်တဲ့အဖြစ်သွားပြီဆိုတော့မင်းသားအတွက်တီးတန်ပန်ပဲလှုပ်ပေးဖို့စာချုပ်ချုပ်လိုက်ပါတယ်အပြန်လန်းအနေနဲ့မင်းသားရဲ့ပါတီထဲဝင်ခွင့်တောင်းလိုက်ပါတော့တယ်ဒီလိုနဲ့မင်းသားနဲ့အကူအညီနဲ့ဒေါင်းချင်းစတိချက်မြောက်ရောက်လာတဲ့ဆန်နီကလည်းပျော်နေတာပေါ့ပြီးလို့စကားများနေကြရင်မကောင်းဆိုးဝါးတွေထွက်လာကမကောင်းဆိုးဝါးတွေကိုအတူတူနိုင်နှင်းပါတော့တယ်မင်းသားရဲ့ level ကမြင့်သွားပြီဆိုတော့ချရတာမြန်ဆန်လွယ်ကူနေပြီးဘောလုံးမကောင်းဆိုးဝါးကိုလည်း firebolt နဲ့တစ်ချက်ထဲကျွေးလိုက်ပါတယ်မင်းသားရဲ့မော်ဆွားတွေလည်းတိုးလာပြီးဓာမင်းသမီးကိုမိချင်းနဲ့ဆိုပြီးတွေးနေရင်ဓာမင်းသမီးဘက်မှာတော့ပင့်ကူမကောင်းဆိုးဝါးနဲ့ချနေကြကသူတို့တွေကဘာလို့အရင်တက်ကြွနေကြတာလဲဆိုပြီးလူပုလေးကမင်းနေကF မလေးကလည်းလမ်းမှာမင်းသားလိုအန်အောစီယာကောင်းတဲ့သူနဲ့တွေ့ကြလို့အားတက်နေကြတာလူ挑နေရင်ဓာမင်းသမီးလည်းမင်းသားဆိုတဲ့နာမည်ကြတော့စိတ်တက်ကြွလာပြီးပင့်ကူမကောင်းဆိုးဝါးကိုအပြည့်ရှင်းလိုက်ပါတော့တယ်ဒီလိုနဲ့မင်းသားလူရဲ့ဘက်မှာလည်းမကောင်းဆိုးဝါးတွေကိုရှင်းပြီးစကားပြောနေချိန်ဆန်နီကမင်းရဲ့လက်မှာဘာရီလဲဆိုပြီးကြည်နေချိန်စွန့်စားသူတချို့နောက်ကိုငကားလိုမကောင်းဆိုးဝါးကလိုက်လာပြီးဖြင်းနေချိန်မှာပစ္စည်းတွေကိုလိုက်ကောက်နေတဲ့လီလီကိုတွေ့သွားပြီးလိုက်နေချိန်မှာပဲမင်းသားကတော့ firebolt ဆိုပြီးအမြောက်စာကျွေးလိုက်ပါတော့တယ်တကယ်တော့ခုနကမင်းသားလက်နားမှာလင်းလက်နေတဲ့အလင်းရောင်ကမင်းသားရဲ့ skill အသစ်တစ်ခုဖြစ်တယ်လို့ဆိုပြီးနတ်ဖျားမတော့ရှင်းပြနေပါတယ်နောက်တစ်နေ့မှာတော့လီလီကအနားယူနေလို့ထောင်ကျဲမသွားဖြစ်ဘူးဆိုပြီးပြောနေတော့ဆန်နီကငတ်အိမ်လိုက်လေပါလားပါတီထဲဝင်ခွင့်ပေးလို့ဆိုပြီးကျေးဇူးပြန်ဆက်မယ်ပြောကဆန်နီရဲ့အိမ်ကိုသွားရောက်ခဲ့ပါတယ်အဲ့ဒါနဲ့ဟိုဒီဒီစကားပြောကြရင်မင်းသားရဲ့ခါမှာဘာ item လဲမေးတော့ကျွဲဘီလူရဲ့ချိုးပါအဲ့ဒါနဲ့လက်နဲ့လုတ်ပေးမယ်လို့ပြောပြီးတေးသေးချာချာလေးလုတ်ပေးနေပါတယ်ညနေဆောင်တော့လက်နဲ့လည်းပြီးပြီဆိုတော့ဓားကိုနာမည်ပေးပြီးသူ့ကိုလည်းလီလီလိုမျိုးတငယ်ချင်းလိုဆက်ဆံပေးဖို့တောင်းဆိုရင်ဒီအပိုင်းကိုတော့ဒီမှာဇက်သိမ်းလိုက်ပါပြီနောက်အပိုင်းတွေအတွက်အားရှိအောင် like နဲ့ subscribe လုပ်ပေးခဲ့ဖို့မမေ့နဲ့နော်